ကျွန်တော်ကတော့ချင်းတိုင်းသားတောင်သူလေးတမအတင်းဘ ഹു အတွင်မူတာဝန်ယူထားဆေးဖြစ်ပါတယ်ကျွန်တော်နာမည်ကဦးရွန်ပန်းဖြစ်ပါတယ်ကန်ကိုဆာမာတော့ဦးအဖွဲ့အစည်းတမ်အောင်စင်းစုပြီးတော့ပါပါတယ်အမှန်ဆိုတော့တမ်အောင်စင်းဆိုတဲ့လူကတော့စီပင်မြို့နယ်မှုဖြစ်ပါတယ်ဟာခမြို့စီပင်မြို့နယ်မှုအဲ့ဒါဘာဖြစ်လို့အဖွဲ့အစည်းနာမည်မပါဘဲနဲ့ဌာနနာမည်လည်းမပါဘဲနဲ့ဘာတွေ့ကြောင့်ဒီမြို့မေတူးချက်ရှုပ်ထားတဲ့နေရာမှာအဲ့လိုမျိုးကန့်ကွက်လို့ခေါ်လေဆိုတာကျွန်တော်အဖီထုတ်လို့မရဘူးဖြစ်နေတယ်သူတို့လှုပ်ဝိတ်ထားတာများရှိသလားလို့ကျွန်တော်တို့လူထုအလုံးကမတိနိုင်အောင်ပေါ့သူတို့လှုပ်ဝိတ်ထားတဲ့တဘောရှိတယ်လို့ကျွန်တော်ကတော့မြင်တယ်ကျွန်တော်အမြင်မှာတော့ချင်းပြည်နယ်မှာမေတင်းရှိတဲ့နေရာမှာဥပဒေအတိုင်းမဆောင်ရွက်တာရှိလို့မေရပြဿနာအများကြီးဖြစ်နေတာလို့ကျွန်တော်ကတော့မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမှာကျွန်တော်ဥပဒေနဲ့ထောက်ပြမယ်ဆိုရင်ဒီမှာကျွန်တော်တို့ချင်းအမျိုးသားဖြစ်တဲ့ဥပဒေဌာနနေပြီးတော့ဒုတိယဝန်ကြီးမှုထိရထူးရသွားတဲ့ဥပုကုံအနေပြီးတော့စာရေးထားတာရှိတယ်ဒီမှာဥပဒေနဲ့ထောက်ထားပြီးတော့သူနဲ့အတူတူဖြစ်ကြတဲ့ဆရာဇော်တင်ထွန်းပြီးတော့ဆရာဦးကျော်ငင်းတို့ကလည်းသူရေးထားတဲ့စာအုပ်ကိုသူတို့ထောက်ခံတဲ့အကြောင်းဒီမှာသူထောက်ထားတဲ့စာအုပ်ပေါ်မှာပါပါတယ်အဲ့ဒီစာအုပ်မှာဘယ်လိုရေးထားလဲဆိုတော့1990ခုနှစ်ဇန်နဝါရီလ1ရက်နေ့မတိုင်မီ12နှစ်အထက်ပိုင်ဆိုင်လာခဲ့ကြသောမေယာများကိုဘူဘွားပိုင်အဖြစ်အတိအမှတ်ပြုရမည်ဟုဖော်ပြထားသည့်အတိုင်းမြန်မာနိုင်ငံပြည်မတွင်ဘူဘွားပိုင်များအခုထမ်းဆောင်เสียမလိုပဲမန္တလေးရန်ကုန်မြို့ကြီးများတွင်ပိုင်ဆိုင်လာခဲ့ကြကြောင်းတွေ့ရပါသည်လို့ပါပါတယ်သူရေးတဲ့ထဲမှာအဲ့လိုမျိုးပါတယ်ဆိုတော့အခုကျွန်တော်တို့ချင်းပြည်နယ်မှာမေတင်းတဲ့အချိန်မှာအထောက်ထားပါရှိလေအခုဆောင်ထားတာရှိလားဆိုတာခဏအမေခံရပါတယ်အခုကျွန်တော်ဖတ်သွားတဲ့ဥပဒေအတိုင်းဆိုတော့ဘူဘပိုင်မေရီဆိုတော့အခုဆောင်ဆရာမလို့ဘူးပြီးတော့အစိုးရကလည်းဘူဘပိုင်မေဖြတ်တင်းရဲဆိုတာအမင်းထောက်ထားတာဥပဒေထဲမှာပြဋ္ဌာန်းထားတာလေအခုချင်းတီတော့မတွေ့ရသေးပါဘူးအဲ့တော့ဘာအတွေ့အကြုံအခုဆောင်ထားလာပြီးတော့အထောက်ထားပါရှိတယ်လို့ကျွန်တော်တို့မင်းနေတာလည်းမသိဘူးအခုလက်ရှိချင်းပြည်နယ်မှာတော့ပုံစံခုနှစ်ကတရားဝင်ဖြစ်တယ်လို့ပြောကြတယ်အမှန်ဆိုတရားဝင်ကကျွန်တော်နားလေတလို့တော့လေလောက်ပိုင်ခွန်းပုံစံခုနှစ်ပဲအဲ့လိုမျိုးပဲနားလေတယ်လေလောက်ပိုင်ခွန်းရသူရီရပဲရတဲ့စာအုပ်ဖြစ်ပါတယ်အဲ့တော့အခုကသူတို့ကဘူဘပိုင်မေဆိုတာကျွန်တော်ချင်းပြည်နယ်မှာတောင်ယာတော့ထင်းခောက်ဘူးမေတော့ပြီးတော့ဥယျင်ချန်တော့အဲ့လိုမျိုးလောက်တဲ့နေရာမှာပဲကျွန်တော်တို့တုံးတာလေအဓိကလေကတော့ချင်းပြည်နယ်မှာမရှိတလို့တော်နေပါတယ်အဲ့ဒါကြောင့်ကျွန်တော်ချင်းပြည်နယ်မှာလေအနည်းငယ်ရှိတဲ့ဟာတွေပုံစံခုနည်းနဲ့ကျွန်တော်တို့ထုတ်ပေးပါတယ်ဒါမဲ့လွန်ခဲ့တော့50နှစ်တုန်းကဆိုရင်ကျွန်တော်တို့ဥယျင်ချန်နီကိုပုံစံခုနည်းလောက်ပေးပါလို့ကျွန်တော်တို့အစိုးရမှာတောင်းရင်လည်းဥယျင်ချန်နီကပုံစံခုနည်းလောက်ပေးလို့မရဘူးဆိုတော့ကျွန်တော်တို့အပြောခံပါတယ်အဲ့လိုမျိုးဖြစ်တာနဲ့အခုဘူဘပိုင်မေတောင်ရလောက်တဲ့ဟာကြီးတောင်ရပိုင်တဲ့ဟာတွေကိုပုံစံခုနည်းရှိလားဘာအထောက်ထားရှိလဲလို့မေးတဲ့ခါကျတော့ဒီဟာကတော့ဥပဒေနဲ့လုံးဝမကိုက်ဘူးလို့ကျွန်တော်ကပြောချင်တယ်အခု2019ဩဂုတ်လ19ရက်နေ့မှာမေတင်းရှိချင်းပင်လေနေချက်ထားချင်းပင်လေထူထောင်ချင်းဆိုင်ရာဥပဒေထောက်ထားတာရှိပါတယ် NLD အစိုးရနဲ့ပြီးတော့အဲ့ဒီထဲမှာကျွန်တော်တို့ကြီးမယ်ဆိုရင်ပုံမှန်3ကကြီးနံပါတ်4ပြီးတော့ပုံမှန်3တတလင်းချိုင်နံပါတ်4ပုံမှန်15ကဟာကြီးပုံမှန်50တော့အရာ
ကျွန်တော်တိုင်းသားလူနေစုဒလေထုံတန်းစင်လာအရာမေပိုင်ဆိုင်မှုကိုလက်ခံထား၍ကျွန်တော်တို့ချင်းလူမျိုးများဒလေထုံတန်းစင်လာအရာမေပိုင်ဆိုင်မှုလေအကျုံးဝင်ပါတယ်အဲ့ဒီဥပဒေမှာအဲ့တော့အဲ့လိုမျိုးအကျုံးဝင်ရတဲ့နဲ့ဘာဖြစ်လို့ဘူဘာပိုင်ဆိုတာတရားမဝင်ဘူးအကွန်ဆောင်ထားတာလည်းမရှိဘူးဆိုပြီးတော့ပြောကြတာတကယ်ကိုအအောင်ဖို့ကောင်းပါတယ်ပြီးတော့ဒီဒေတာခံပြည်သူလူထုတောင်သူတွေကိုလည်းအိမ်မတမစိတ်ဒုက္ခရောက်စေပါတယ်အဲ့ဒါဘူဘာပိုင်မေမရှိဘူးပြောဆိုပြီးတော့ချင်းတလေထုံတန်းစင်လာရနိပေါင်းရာချီတော့မဟုတ်ဆေဆုနိချီရွဲ့ပိုင်ဆိုင်လောက်ကိုင်အတုံးပြုတ်စေမေကိုမေလူမေလက်မေရိုင်းဥပဒေနဲ့ကိုင်တွေ့ချင်းဟာလေအိမ်မတမတာဝင်မေရကြပါတယ်နိုင်ငံတော်ကပြည်ထောင်စုလွှတ်တော်ကနိုင်ငံတော်အားလုံးပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းတဲ့ဥပဒေဟာနိုင်ငံသားအားလုံးကကျင့်သုံးရန်ရည်ရွယ်အတည်ပြုပြီးနိုင်ငံအတွင်းအသုံးပြုရန်တမရကလက်မှတ်ထိုးပြီးဆိုရင်ပြည်သူလူထုအားလုံးကဝန်ကြီးရောဝန်ထမ်းကြီးငယ်အားလုံးကကောလေးစားလိုက်နာကျင့်သုံးရန်ဖြစ်သည်ဟုကျွန်တော်ကတော့နားလေပါတယ်အဲ့ဒီဥပဒေပြဋ္ဌာန်းထားတဲ့ဟာကိုမလိုက်နာသူကတော့ဥပဒေချိုးဖောက်တာပဲဖြစ်တယ်လို့ကျွန်တော်ကတော့မြင်တယ်ပြီးတော့ဥပဒေချိုးဖောက်သူကတော့အပြစ်ရှိသူပဲလို့ကျွန်တော်ပြောချင်ပါတယ်2019ခုနှစ်ဩဂုတ်လ19ရက်နေ့ထောက်ဥပဒေပုံမှ19ကားငယ်တွင်19ကားငယ်ကိုကျွန်တော်နည်းနည်းလေးဖတ်ပြချင်တယ်19ကားငယ်မှာဘယ်လိုပါလဲဆိုတော့အဆူပြုတ်ဒီမေကိုအများပြည်သူအကျိုးအလုံးငါတင်းချီရန်လူအကြောင်းတွေ့ရှိပါကထူမေကိုတင်းချီတင်ကြောင်းတဘောထားမှချက်နဲ့အတူမေတင်းချီကိစ္စဆက်လက်ဆောင်ရွက်ရေးအတွက်ဘဟုကော်မတီတို့တင်ပြပြီးထူတင်ပြချက်မဲ့တူကိုကံကွက်လွှာတင်သွင်းသူထမဘေးပူရမယ်ဆိုတာပါပါတယ်ဒါပေမဲ့ကျွန်တော်တို့အခုဒီဥတမောင်စင်ကနေပြီးတော့မြို့မေတူးချက်ဖို့ဧက2000လေးထောင်စီရ40လေးတမ4ရှိရှုပ်ထားတဲ့အပေါ်မှာကျွန်တော်တို့ကံကွက်လွှာတင်နေပြီးတော့ဒီမေစရင်ဦးစီမှုကနေပြီးတော့ကျွန်တော်တို့အဲ့ဒါမေးတာပေါ့စစ်ဆေးတာပေါ့ဘာဖြစ်လို့ကံကွက်လွှာတင်လဲဆိုတော့ကျွန်တော်တို့မေးတယ်ကျွန်တော်တို့မေကိုမဆွလွတ်နိုင်လို့ကျွန်တော်တို့မေကိုဆုံးလို့ရှိရင်ကျွန်တော်တို့မိသားစုဘဝပြတ်မှာဆိုလို့ကျွန်တော်တို့ဒါကံကွက်ချင်းဖြစ်ပါတယ်လို့ကျွန်တော်တို့ကပြောပါတယ်ပြီးတော့မေပိုင်ဆိုင်မှုအထောက်ထားပါရှိလဲလို့ကျွန်တော်တို့မေးတယ်ကျွန်တော်တို့ကပိုင်ဆိုင်မှုအထောက်ထားတွေကတော့မရှိဘူးဥစားကျွန်တော်ချင်းလူမျိုးတွေကတော့ချင်းတလေထုံတန်းစင်နာလာရပိုင်ဆိုင်ထားတာဖြစ်တယ်ပြီးတော့ဒါမဲ့အရက်ဖက်စာချုပ်တွေကတော့ရှိတယ်ကျွန်တော်တို့ရွှေပြန်လောက်တော့အရက်ဖက်စာချုပ်တွေရှိတယ်တချို့လူတွေကတော့ပုံစံတရားငါပိုင်တဲ့လူလည်းရှိပါတယ်လို့ကျွန်တော်တို့ပြောတယ်လေအဲ့တော့အဲ့လိုမျိုးပြောပြီးတော့ကျွန်တော်တို့အဲ့လိုမျိုးပြောပြချက်ဒီကိုတို့ကစာရေးပါတယ်အပေါ်တင်ဖို့ဆိုပြီးတော့စာရေးပါတယ်အဲ့ဒီရေးထားတဲ့ကျွန်တော်တို့ထွက်ဆွချက်ရေးထားတဲ့စာကိုကျွန်တော်တို့တောင်းတဲ့အခါမှာဘေးလို့မရဘူးလို့တို့ကပြောတယ်ဘေးခွင့်မရှိဘူးတဲ့ဒါမဲ့အခုနဲ့ကျွန်တော်ဖတ်သွားတဲ့ဥပဒေထဲမှာတော့ကံကောလို့တင်သွင်းသူထံပေးပွေးရမလို့အတိလင်းပါရဲ့တန်းကျွန်တော်တို့ဘာလို့မပေးတာလဲအဲ့တော့အဲ့လိုမျိုးမပေးတဲ့အကြောင်းရင်းတော့ရှိကူရှိရမယ်ဘာအတွေ့အကြုံမပေးတာလဲဆိုတာတော့သူတို့ပဲသိမယ်လေအဲ့ဒါဥပရိယပြဋ္ဌာန်းရသားနဲ့မပေးချင်တာတော့ဒီကျွန်တော်တို့ထွတ်ချွချင်းတော့ကျွန်တော်တို့မေလုံခြုံဖို့အတွက်ကျွန်တော်ထွတ်ဆူတဲ့အတိုင်းလေးကိုကျွန်တော်လက်ပေါ်မှာရှိစေချင်တာပေါ့အဲ့ဒါကြောင့်တောင်းတာကိုမရအောင်ဖြစ်နေတယ်အဲ့ဒါကြောင့်အခုကံကွက်လို့ခေါ်တာမယူမဖြတ်တဲ့တော့ဘောလည်းပါတယ်လို့ကျွန်တော်ကတော့မြင်တယ်အဲ့ဒီနေရာလေးကတော့ကျွန်တော်တို့ချင်းပြည်နယ်လမ်းပန်းဆက်တော်ရေးဝင်ကြီးကလည်းအစီဝေးတိုင်းလူမှာတည်င်းစာလေးကိုဖတ်ပြီးတော့နိုင်ငံတော်ဒီနိုင်ငံအတွင်းရှိမေပေါ်မေအောက်တယန်ဇာတအလုံးရီလေအလုံးကိုပြင်းပိုင်ရှင်ဖြစ်တယ်ဟုအမေပြောလျက်ရှိပါတယ်အဲ့ဒါကိုကျွန်တော်အမြင်မှာတော့အဲ့ဒီချီဦးပုံမှအခန်းတုံးချီဦးဥပရိအခန်းတုံးပုံမှ50ခုတွင်နိုင်ငံတော်သမရနဲ့ဒုတိယသမရများသည်နိုင်ငံတော်ကိုကုစားပြုသည်
ngã sẽ xí mà nàng ngay đồ tầm ra đi nàng ngay ta alung i athoe athai neya ya si di lu pare aro di chonoro chimpi ne ma si de miu pya si man king committee ro pero lampan se to yun ji ro wa tamara ku ro ku sa ma pyu nai de lu nai ngai ro ku sa ma pyu nai bu so ra chono pya pya ta ta be pyo chin ma de ari ne ya ro chono amin pyo me shin aku tong che re lu ri ya 6 ဦးဖြစ်ပါတယ်ယောက်ျား9ဦးမိန်းကလေး2ဦးအဲ့ဒီမေတဝက်လုံးကဦးမေတ်အလ်တို့ပူပါစင်စေနှစ်ပေါင်းရာချီပိုင်တဲ့မေနေရာတွေပဲဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်တို့တရားရုံးမှာအရင်တော့ဥရလ်မုံနဲ့ဦးထန်လျံတရားဆွေးပြီးတော့အဆုံးဖြတ်ပေးတဲ့တရားရုံးမှာဆုံးဖြတ်တဲ့အင်္ဂလိပ်စာနဲ့မတန်းတင်ထားတဲ့ဟာတွေလည်းရှိတယ်အဲ့လိုမျိုးရှိရတာနဲ့သူတို့မေကိုသူတို့ကျိတ်တလူလောက်လူရတယ်ကျွန်တော်ချင်းတလေထုံတန်းစင်လာရဆွေရောင်းလူလေးရတယ်ပြီးတော့မင်းမယူတဲ့ချိန်မှာတွန်းဖို့အတွက်လည်းပေးတယ်တွန်းဖို့အတွက်လည်းပေးလို့ရတယ်ပြီးတော့အလကားနဲ့စေတနာနဲ့ပေးလို့လည်းရတယ်ပြီးတော့ဥစားကျွန်တော်တို့တာသမီးတွေကိုပေါ့အဲ့ဒါလှွန်လူခေါ်တဲ့ချင်းလူနဲ့ဆိုအဲ့ဒီအတွက်လည်းပေးလို့ရတယ်အဲ့လိုမျိုးဖြစ်တာနဲ့အခုကဒီကျွန်တော်တို့ဟာခမျိုးနဲ့ထွေအောကဒူစီမူဦးတင်ဝဲနေပြီးတော့6တိပုံမှန်တက်ပြီးတော့တရားဆွဲတယ်ဆိုတာကျွန်တော်လည်းအန်အိုးပါတယ်6တိဆိုတာကျွန်တော်နားလေတော့နိုင်ငံတော်ပိုင်ဒါမှမဟုတ်ပြည်သူပိုင်ပြည်စီဖြည့်ရှိမှုမှာတရားဆွဲတဲ့ပုံမှန်ဖြစ်ပါတယ်အပြည်သူပိုင်ဖြည့်ရှိမှုဆိုရင်တဘောကဥစားဌာနတစ်ခုခုရဲ့ PC တစ်ခုဖြက်လို့ဒါမှမဟုတ်ခူးလို့လည်းဖြစ်ပေါ့နော်ဒါမှမဟုတ်ဌာနတစ်ခုခုရဲ့ main area ကိုကျူးကျော်လို့ပဲဖြစ်အဲ့လိုမျိုးသုံးလို့ရမယ်လို့ကျွန်တော်ကတော့မြင်တယ်ဒါပေမဲ့အခုတော့သူတို့နှိပေါင်းရချီပိုင်လာတဲ့ပိုင်ဆိုင်ခဲ့တဲ့ပိုင်ဆိုင်လာစေဖြစ်တဲ့အဲ့ဒီ main ပေါ်မှာသူတို့ဆွေမျိုးတွေသူတို့လူချီနဲ့သူတို့နဲ့ခင်မင်နဲ့လူတွေပေးထားတဲ့အတွေ့အကြောင်း6တိနဲ့တရားဆွဲတယ်ဆိုတာတော့ဥပရိနဲ့သူတို့မကျူးလွန်ဘဲနဲ့ဥပရိ6တိကိုတက်ပြီးတော့တရားဆွဲတာပဲဖြစ်ပါတယ်ပြီးတော့သူတို့တရားဆွဲတာလည်း6တိဆိုရင်6လလုံးဝအာမခံလို့မရဘူးအခုသူတို့ထောင်ထဲမှာဝင်တာအချုပ်ထဲဝင်တာရှိလပြီးတော့မယ်ရှိလပြီးခါနီးနေပြီအမှန်ဆိုတော့6လပြီးပြီဆိုတော့လွတ်ပဲဘူးတင်ပြီလို့ကျွန်တော်ကတော့မြင်တယ်ဥပရိပညာရှင်တွေကလည်းပြောတယ်ကျွန်တော်ကဥပရိတမမဟုတ်ပေမဲ့ဥပရိပညာရှင်ကပြောတာကိုကျွန်တော်ပြောရချင်းဖြစ်ပါတယ်